တရုတ်ကားနဲ့ဂျပန်ကားပြိုင်ပြီးမောင်းမယ်ဆိုရင်ဘယ်ကားနိုင်မလဲပေါ့နော်ဒီအပေါ်ကြည့်လိုက်ပေါ့နော်တကယ်တမ်းတော့ဂျပန်ကားကိုတရုတ်ကမမြင်ဘူးပေါ့နော် quality ပိုင်းမှာလည်းတရုတ်မမြင်ဘူးပေါ့နော်အဲ့တော့ဒီအပေါ်မှာကအမေရိကန်ကားနဲ့တရုတ်ကားပေါ့နော် Tesla နဲ့ BYD ပေါ့နော်ပြိုင်ကြပေါ့နော်အဲ့တော့ဘယ်ကားနိုင်မယ်လို့ထင်တယ်ပေါ့နော်တရုတ်ကားကပို့ပြီးတော့မြန်တယ်လို့ထင်တယ်တရုတ်ကားနိုင်သွားပါတော့ဒါပေမဲ့ Tesla ကျတော့သူကနည်းနည်းသွားတာပေါ့နော်မှန်တော့သူက Tesla ပို့ပြီးတော့ကောင်းတယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ငွေရှင်းတို့မိတ်ဆွေတို့ဘယ်လိုထင်လဲပေါ့နော်ဘယ်ကားကိုပို့ကြိုက်လဲမှန်လာခဲ့အောင်နော်ဒီဗီဒီယိုမှာသူကစမ်းသပ်မှုပြုလုပ်တာပေါ့နော်تجربة تحدي صوت